မြောက်ကိုရီးယားကပြည်သူတွေပေါ်မှာဘယ်လောက်ထိတင်းကျပ်ထားသလဲဆိုတာပြသနေတဲ့ပြည်တွင်းထုတ်စမတ်ဖုန်းအားလုံးမင်္ဂလာပါမြောက်ကိုရီးယားနိုင်ငံဟာနိုင်ငံရေးအရခေတ်နောက်ပြန်ဆွဲနေတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့လူ့ခွင့်ရေးချိုးဖောက်ဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပါတယ်မြောက်ကိုရီးယားပြည်သူတွေကသူတို့ရဲ့ခေါင်းဆောင်ကြီးကင်ဂျုံအန်ကိုပဲဖျားလို့ကိုယ်ဝေကြတာဖြစ်ပါတယ်ဆရာနာရှင်စနေနေ့ပြည်သူတွေကိုဖိနှိပ်ထားတဲ့နိုင်ငံဖြစ်တဲ့အတွက်နိုင်ငံတကာတိုင်းဝိုင်းကလည်းမြောက်ကိုရီးယားနိုင်ငံကိုဝိုင်းကျဉ်ထားကြပြီးတော့မြောက်ကိုရီးယားနိုင်ငံနဲ့တန်တမင်ဆက်ဆံရေးထူထောင်ထားတဲ့နိုင်ငံဆိုလို့လက်တဆုပ်စာပဲရှိပါတယ်ဒါပြင်သူတို့ရဲ့ပြည်သူတွေကိုလည်းအပြင်လောကနဲ့ဆက်သွယ်ဖြတ်ထားကြပြီးတော့ TV စီစဉ်တွေနဲ့မိုဘိုင်းဖုန်းတွေကိုလည်းကန့်သက်ထားသလိုအင်တာနက်သုံးပြုခွင့်လည်းမရကြပါဘူး။မြောက်ကိုရီးယားနိုင်ငံဟာပြည်တွင်းမှာပဲကန့်သက်ချက်များစွာပါဝင်နေတဲ့စမတ်ဖုန်းတွေကိုတော့ထုတ်လုပ်ပေးနေရလို့သိရပါတယ်။တကယ်တမ်းဆိုရင်တော့မြောက်ကိုရီးယားနိုင်ငံတွင်ဖြစ်ပျက်နေတာတွေကိုလည်းအပြင်လောကကလူတွေသိခွင့်မရကြပါဘူး။ဒါပေမဲ့လည်းမြောက်ကိုရီးယားနိုင်ငံတွင်းကနေစမတ်ဖုန်းကိုခိုးပြီးတော့တည်ယူလာနိုင်ခဲ့မှုနဲ့အတူမြောက်ကိုရီးယားထိုစမတ်ဖုန်းဟာဘလို့ကန့်သက်ချက်တွေပါနေတယ်လဲဆိုတာသိခွင့်ရကြပါတယ်။မြောက်ကိုရီးယားကသူတို့နိုင်ငံအတွင်းပြင်ပကသတင်းတွေမစီစစ်စေချင်တယ်လို့ပြင်ပဖြိုပြရေးစီစဉ်တွေကိုလည်းကြည့်ရှုခွင့်မပေးကြပါဘူး။ဒါကြောင့်သူတို့ရဲ့စမတ်ဖုန်းမှာအင်တာနက်ချိတ်ဆက်လို့မရအောင်လုပ်ထားခဲ့ပါတယ်။နောက်ပြီးတော့အဲ့ဒီဖုန်းထဲမှာတောင်ကိုရီးယားကခေတ်စားတဲ့စကားလုံးတွေကိုတောင်မှအသုံးပြုလို့မရအောင်လုပ်ထားပါတယ်။တောင်ကိုရီးယားမှာခေတ်စားတဲ့စကားလုံးကိုရိုက်ထည့်လိုက်ရင်သတိပေးစာနဲ့အတူစာကအခြားတစ်မျိုးပြောင်းသွားမှာပါ။ဥပမာအနေနဲ့ဥပါစာတာကိုရိုက်ထည့်လိုက်မယ်ဆိုရင်ရဲဘော်ဆိုတဲ့စကားလုံးကိုပြောင်းလဲသွားမှာဖြစ်ပါတယ်။နောက်ပြီးတော့တောင်ကိုရီးယားနိုင်ငံလိုရိုက်ထည့်လိုက်ရင်လည်းရုပ်သိမ်းနိုင်ငံဆိုပြီးတော့ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဒါကမြောက်ကိုရီးယားဟာတောင်ကိုရီးယားကိုလောက်ပြောင်းခေါ်ဆိုတဲ့နာမည်ဖြစ်ပါတယ်။နောက်ပြီးတော့ဒီဖုန်းဟာ7မိနစ်ချားတစ်ခါလောက်အလိုလျောက်ဆက်ခွင့် record ယူနေတတ်ပါတယ်။အဲဒီကဖုန်းထဲက file တစ်ခုစီကိုရောက်သွားပေမဲ့လည်းဒီ file ကိုဖုန်းပိုင်ရှင်ကိုယ်တိုင်တောင်မှဖွင့်လို့မရပါဘူး။ဒါကြောင့်မလို့စမတ်ဖုန်းတွေကိုမြောက်ကိုရီးယားအာဏာပိုင်တွေကထိန်းချုပ်ထားတယ်ဆိုတာသိတာနေခဲ့ပြီးတော့ဖုန်းအသုံးပြုပြီးဘာတွေလုပ်နေသလဲဆိုတာကိုအာဏာပိုင်တွေကသိရမှာဖြစ်ပါတယ်။မြောက်ကိုရီးယားကပြည်တွင်းမှာစမတ်ဖုန်းတွေထုတ်လုပ်ပေးထားတယ်ဆိုပေမဲ့ကန့်သက်ချက်တွေများစွာပါဝင်နေကြတာပါ။စမတ်ဖုန်းနဲ့အတူမြောက်ကိုရီးယားပြည်သူတွေဟာဘလောက်တောင်မှမလွတ်လပ်တဲ့ဘဝတွေမှာနေထိုင်ရပြီးဖိနှိပ်ခံရသလဲဆိုတာပေါ်လွင်နေပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။